Okay အားလုံးပဲဆွဲထပ်ပိုင်းဂျပန်ဘိန်းမှန်ကန်ရောင်းဝယ်မှာကျူးဆိုပါရနော်ကျွန်တော်ဒီနေ့ရောင်းပေးမဲ့ဘိန်းလေးက R15 B4 version လေးဖြစ်ပါတယ်နော် B4 မှာဒီကောင်က2023မှာအထူးထုတ်ပုံစံမျိုးထုတ်ထားတာကွေဖတ်ဘူးစိန်နောက်ဖတ်ဘူးစိန်စီတိုင်ကြီးခေါင်းဖတ်ဘူးစိန်လေးတွေနဲ့နော် Okay ကျွန်တော်ဒီရက်ထဲမှာအယောင်ပို့မတင်ဘဲနဲ့အယောင်မင်္ဂလာတလာတဲ့နဲ့6စီး9စီးအောက်သွားတဲ့အတွက်ဒါကျွန်တော်အယောင်ပို့လေးမတင်ပြသေးတော့နော်ဒါကျွန်တော်ကြိုးပွိုင်းတင်ထားတဲ့ဘိန်းလေးဖြစ်ပါတယ် R15 B4 ထိုင်း version ဖြစ်ပါတယ်ဒီကောင်က wine contact တွေပါတယ်ဝိုင်းကွန်တက်ဖုန်းနဲ့ချိတ်ဆက်တဲ့ဝိုင်းကွန်တက်တွေပေါ့နော်ဖောက်ရှက်အသွေးမွေးခလုတ်အောင်အသွေးမွေးတွေနော်အကုန်လှတယ်ဗျနော်ဘိန်းတစ်စီးလုံးအသွေးမွေးတော်တော်လှနော်โอเคစီတိုင်ကြီးတန်ကြီးကင်းမယ်နက်တလုံးချင်းစီကအစပေါ့နော် connection တွေကျွန်တော်ပြပေးမယ်နက်တလုံးချင်းစီ connection တွေနော်ဘိန်းတော်တော်တက်မယ်ဗျ original tire ကကျွန်တော်တို့96 97လောက်ကျန်မယ်တာယာတွေကအမွှေးတွေကျန်တဲ့အပြင်ကိုအမွှေးတွေကျန်ပါသေးတဲ့အပြင်တာယာဆေးလိုင်းတွေပါကျန်သေးတယ်ဗျာတာယာဆေးလိုင်းတွေကျန်သေးတယ်โอเคနော်အလဲမြောင်းနေရောโอเคနက်ဒီနော်โอเคအောင်ပိုက် V4 2023လာဆုံးလေးဖြစ်ပါတယ်နော်ကြက်ပေါင် connection အသွေးမွေးတွေဖရိန်ရိုးစစ်တွေရှော့ပါတွေနော်ဒါကျွန်တော်တို့တေချာပြပေးတာပါတယ်ကျွန်တော်တို့ဇွဲထပ်ပိုင်းဂျပန်ဘိန်းမှန်ကန်တော်တော်ဘိန်းသစ်တယ်တော်တော်ဘိန်းသစ်လို့မိုက်ထားတဲ့ဘိန်းဖြစ်တယ်နော်INC တာယာ1 set original တာယာ1 set နဲ့ပါ brake စုံ connection နေနော်တစ်ချက်ရှိုးကြည့်ဒီကောင်လေးသူပါကင်တန်နေပဲရှိသေးတယ်နော်ပါကင်တန်နေပဲရှိသေးတယ် okay ပါကျွန်တော်ဇွဲထပ်ပိုင်းဂျပန်ဘိန်းမှန်ကန်ရောင်းဝယ်ရဒီ R15 B4 ပါကင် site လေးကိုဒီကောင်ကအနောက်မှာသဲကကာဗွန်သဲကပါပါတယ်ကာဗွန်သဲကနဲ့ original တော့26ပစ္စည်းစုံပါမဲ့ဘိန်းလေးဖြစ်ပါတယ် engine parking လေးဖြစ်မယ်အပွင့်လည်းအတူအထီမရှိဘူးတိုက်ခိုက်မရှိပါဘူးတော့ကျွန်တော်ရောင်းမင်္ဂလာတွေအောင့်နေတဲ့အတွက်အခုမှဘိန်းတော်တော်တစ်လေးတွေကိုဒါဒီကောင် upside down နဲ့ဖြစ်သွားပြီနော် upside down fault တွေနဲ့ဖြစ်တယ်ဇက်အသွေးမွေးတွေနော်ဒီတော့တန်ကြီးအကိုက်ဆုံးများတဲ့နေရာတွေပြပေးမယ်ဒီမှာနော် okay နော် frame ခေါင်းထိန်နေနော်တော်တော်လှတဲ့ဘိန်းပြတော်တော်လှတဲ့ဘိန်းကာဘာတွေနော်ဘိန်းကလုံးဝပြောရစရာမရှိဘူးနော်ကျွန်တော်တို့ original တာယာရှင်းအောင်1 set နဲ့ဖြစ်သွားမယ်เนาะကြက်ပေါင်ဒီဘက်ချမ်းနေเนาะအဲကျွန်တော်ပြရင်ဆက်လေးတစ်ချက်နိုးပြပေးမယ် frame သွေးမွေးတွေစော်ပါအသွေးမွေးတွေเนาะကာဘာအက်ကီတစ်လုံးချင်းစီတက်ထားတဲ့အသွေးမွေးတွေဘိန်းတော်တော်ချောမယ်เนาะ okay เนาะဒီကောင်လေးကဒါအသစ်ဖောက်စီးထားတဲ့ဘိန်းလေးဖြစ်ပါတယ်เนาะဒါကျွန်တော်တို့ဘိန်းအရန်ကြိုက်လို့ဈေးပေးပြီးယူထားတဲ့ဘိန်းလေးဖြစ်ပါတယ်ကျွန်တော်ဆက်လေးတစ်ချက်နိုးပြပေးပါမယ်เนาะဆက်လေးတစ်ချက်ကျွန်တော်နိုးပြပေးမယ် original key လေးနှစ်ချောင်းပါเนาะ all key ပါပြန်လှီးထားတဲ့ကီးမဟုတ်ပါဘူးโอเคเนาะဒီမှာ तू ကအဲ့1 contact ဖုန်းတွေเนาะဒီမှာ message တွေအကုန်ချိတ်တဲ့ကောင်ပါသွားပြီဒီကောင် R5 V3 တွေလို့မဟုတ်ဘူးเนาะကျွန်တော်ဆက်လေးစက်တက်ခလုတ်လေးတစ်ချက်နှိပ်လိုက်မယ်โอเคပါเนาะဆက်လေးနှိုးသွားပါပြီဒါ R5 V4 လေးရဲ့ဆက်တန်ဖြစ်ပါတယ်ဒီကောင်လေးကတော့ W အလွတ်လေးပါเนาะ license မပါပါဘူးဘိန်းတော်တော်ချောမယ်တော်တော်မိုက်မယ်ဘိန်းအသွေးမွေးတော်တော်လှမယ်ဗျเนาะကျွန်တော်တို့ပြန်လောက်ထားတဲ့အသွေးမွေးမဟုတ်ပါဘူးเนาะကျွန်တော်စီးစရာခြေထောက်ကင်ထားတဲ့အသွေးမွေးတွေမဟုတ်ပါဘူး original အသွေးမွေးဖြစ်ပါတယ်နော်အိဇောပိုက်တွေမီးမကျွန်းသေးဘူးကြောင်လေးကနောက်ဖင်ကဘွန်းသဲကာလေးပါပါမယ်ဘိန်းတစ်စီးလုံးမိုက်တယ်ဗျာလုံးဝကလန့်အောင်တန်လုံးဝမရှိဘူးနော်ဒီ series တွေ model မြင့်သွားတဲ့ကောင်လေးက2020 23နေမှာတော့ကလန့်အောင်တန်ပါလာခဲ့တယ်ဗောဗျာနော် okay နော်ဒီပါလေးကင်ပြပေးထားပါတယ် okay နော်ဘိန်းတော်တော်မိုက်တယ်ဘိန်းနော်ကျွန်တော်ဇုံမီးလေးတစ်ချက်ဖွင့်ပြပေးပါမယ်ဒါတော့ကျွန်တော်ဇုံမီးလေးဖွင့်ပေးထားတာပါ။ဟောဟိုဘက်ဒီဘက်။ Okay နော်။ဒီကြရင်ကျွန်တော်ဒီကောင်မီးကြီးလေးဖွင့်ပြပေးမယ်။ဇုံမီးရဲ့စင်ဆာလေးပေါ်နေပြီကျွန်တော်မီးကြီးလေးတစ်ချက်ဖွင့်မယ်။ဒါကတော့ပတ်မီနော်။ Okay ဒါမီးကြီးလေးဖြစ်ပါတယ်။ဘိန်းတော်တော်လှတယ်ဗျ။တော်တော်တစ်တယ်ပဲနော်။ Okay ကျွန်တော်တို့ဇွဲထပ်ပိုင်းဂျပန်ဘိန်းမှန်ကန်ရောင်းဝယ်ရဒီကောင်လေးကိုကျွန်တော်တို့ရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့ကျွန်တော်တို့390 95သိန်းနဲ့300ကြားမှာကျွန်တော်တို့ညှိရောင်းမဲ့ဘိန်းလေးပဲဖြစ်ပါတယ်။နော်ဟွန်းဘာညာအလုံးအသွေးမွေးတွေမှာဖောက်ရှက်တွေနော်အကောင်အသွေးမွေးတော်တော်လှတယ်။နော်ဘိန်းရှယ်ပဲဗျာရှယ်ပဲနော်ကျွန်တော်ဒီဘိန်းလေးကိုဆက်သက်ပြီးသွားရင်ကျွန်တော်စီတိုင်ကြီးတွေပါတစ်ချက်ဖွင့်ပြပေးပါမယ်။ဟိုကျင်းနေတာယာ1 set IRC 1 set နဲ့ R5 B4 Fine Contact နဲ့ထိုင်းဘိန်းလေးထိုင်းဘိန်းကန်ကူစစ်လေးဖြစ်ပါတယ်ကျွန်တော်တို့ဇွဲထပ်ပိုင်းဂျပန်ဘိန်းမှန်ကန်ရောင်းဝယ်မှာကျွန်တော်တို့ကတာဝန်ယူမှုတာဝန်ခံနဲ့ရောင်းပေးမှာပါเนาะကျွန်တော်တို့အလဲထက်တွေပါတယ်ဘိန်းတိုင်းကိုအလဲထက်လုပ်ပေးပါတယ်ဒါပေမဲ့ကိုယ်ဘိန်းတော်တော်ကိုတာဝန်ယူမှုတာဝန်ခံမှုရှိရပါမယ်เนาะโอเคပါเนาะဒီကောင်လေးကိုလည်းအယောင်မင်္ဂလာလေးဖြစ်ချင်ပါတယ် R15 B4 တန်မိုးထားပြီးဘိန်းကောင်းဘိန်းအစ်စ်ကိုမှစီးမဲ့ဆိုတဲ့ညီကိုတွေကျွန်တော်ဖုန်းနံပါတ်09884349ကိုဖုန်းဆက်မေးမြန်းနိုင်ပါတယ်ကျွန်တော်စီတိုင်ညီလေးပါတစ်ချက်တည်းတစ်ခါတည်းဖွင့်ပြပေးမယ်ဒီကောင် original ကျွန်တော်တို့ကဒီဖင်လေးကိုဒီတိုင်းလေးထားတာပေါ့နော်သူကန်းကူးလာတော့
ဒီကာဗွန်နောက်ဖင်လေးပါတယ်ပေါ့နော်အင်ဂျင်တန်ကိုကြည့်ဗျာအင်ဂျင်တန်လုံးဝအငိမ့်โอเคနော်ဘိန်းလေးကရှယ်လေးနော်โอเคကျွန်တော်ဆက်လေးတစ်ချက်တက်ပြီးတော့ဘိန်းအသွေးမွေးလေးကိုကျွန်တော်ပြပြီးသွားပြီဆိုတော့ဆက်လေးတစ်ချက်တက်ပြီးကျွန်တော်နော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်စီတိုင်ကြီးလေးပြပေးပါမယ်โอเค engine stop ခလုတ်လေးကျွန်တော်ပိတ်မယ်တော်လေးတွေပြန်ဖြုတ်မယ်နော်ကျွန်တော်โอเคနော်ကျွန်တော်ဒီမှာโอเคဒါကတော့စီတိုင်ကြီးအသွေးမွေးဖြစ်ပါတယ်နော်စီတိုင်ကြီးတော်တော်လှတာဗျအဟိုးထဲထဲမှာနော်ထင်းနေအောင်မြင်နေရကျွန်တော်နဖားတွေလည်းတန်ကြီးမရှိဘူးဗျနော်ကျွန်တော်တစ်ချက်တွေ့ရလားမသိဘူးနော်ကျွန်တော်တစ်ချက်ဇွန်းလေးဆွဲပြပေးမယ်နော်ဒီမှာနော်စီတိုင်ကြီးတန်သားတွေကိုရှိုးလိုက်ပါနော်နဖားတွေနော်ဒီဘက်နဖားတွေအားစားနော်โอเคနော်အားလုံးပဲနော်ဇွဲထပိုင်းဂျပန်ဘိန်းမှန်မှန်ကန်ကန်ရောင်းဝယ်ယူနော်ကျွန်တော်ဖုန်းနံပါတ်09884340ကိုဖုန်းဆက်မေးမြန်းနိုင်ပါတယ်နော်အားချောင်းချင်းတော့တီးခံမှာတကယ်ဝယ်မဲ့သူတကယ်တန်မူးထားပြီးစီးမဲ့သူပဲကျွန်တော်အဓိကရောင်းပေးပါမယ်ဒီကောင်က VVA ပါဝါကြီးပေါ့နော် VVA ပါဝါကြီးကျွန်တော်တို့စီစားနှုံချောချမဲ့ VVA ပါဝါကြီးနော်ပြောရမယ်ဆိုလို့ရှိရင်နော်အဲ့ဒါလေးကျွန်တော်ပြောဖို့မေးခဲ့လို့ပါနော်ဘိန်းတော်တော်ကောင်းကောင်းဗျာ R5B4 နော်ကျွန်တော်ဝယ်ရောင်းကွက်ချက်မပေးပါကျွန်တော်တို့စီတမားဓာတ်ရိုက်ပဲကျွန်တော်တို့ရောင်းပါတယ်ကျွန်တော်ကတော့ဆွဲထပ်ပိုင်ဖြစ်ပါတယ်ရန်ကုန်ရှေ့တကုံမှာနေပါတယ်ဗျနော်ကျွန်တော်တို့ဘကူလှဲကူမှော်ပြီးတိုက်ကြီးနော်ဖျားကြီးအထိကိုကျွန်တော်တို့ဗီဒီယိုကောကြည့်ဆရန်ချအိမ်အောင်ငွေချေရပါတယ်နော်ပြီးတော့ကျွန်တော်တို့ဒီမန္တလေးတောင်ကြီးဘက်တွေကတော့ဗီဒီယိုကောကြည့်ဆရန်ချကားကိတ်ရောက်ငွေချေပါနော်โอเคပါနော်โอเคဒီနာအနီးနားတွေကကားကမပေးရဘူးနေရာလေးနည်းနည်းဝေးပြီးလှမ်းရင်တော့ကျွန်တော်တို့ကားယူပါတယ်နော်โอเคပါအားလုံးကျေးဇူးပါ peace